မင်္ဂလာပါဗျမင်္ဂလာပါဆိုဒါနေရပို့တာလေးကနေရကြုံပြောပို့တာကိုနောင်ရှိမယ်နောက်တစ်ခါမခွေးဘက်ကပို့တာလေးရှိမယ်နောက်တစ်ခါကျွန်တော်တို့အုပ်ရှစ်ပင်ကိုဇော်လင်းအများကြီးတော်တော်များတယ်ဒါတွေကတဝဲကပို့တာတွေရောပြီးရန်ကုန်ကပို့တာတွေရောတော်တော်များတယ်များတယ်တူတီမုဆာရောဘာရောတော်တော်များတယ်နောက်တစ်ခါကျတော့ကျွန်တော်ကိုအနေနဲ့ရက်ကညီကိုမိတ်ဆွေတွေအားပေးကြတဲ့အခါကျကျွန်တော်လည်းအလုပ်ချိန်ကိုပို့လောက်ရတော့ဗျပို့လောက်တော့ခု7နာရီတောင်ထိုးကန်နေပြီဆိုတော့ဟိုဟာရှစ်လုံးလုံးတစ်စော်လည်းပေးရမယ်အဲ့ကောင်ဆက်တဲ့သမားတွေအားလေနှက်ဖြန်တပတ်ခါကိုချိန်ထားဒီမှာဒါကရှစ်လုံးလုံး SMD ဒါကကျွန်တော်တို့ဆက်စရာကျွန်တော်တို့ရဲ့ဆရာကြီးပေါ့ဗျာကိုမျိုးအောင်ကျွန်တော်အစင်တစ်စိုက်ငဲအားပေးတဲ့ဆရာကြီးကြားပြီငယ်လေးတွေကိုမျိုးအောင်သူကပြီးသွားရင်နှက်ဖြန်ညာအပ်မယ်မပြီးခင်ကခဏဖုံးဆက်တယ်ပြီးသွားလို့ရှိရင်တော့ဘယ်လိုပြောမလဲမသိဘူးအဲ့တော့မင်္ဂလာညာချမ်းပါဗျာကျွန်တော်ဗာပြောချင်တာလဲဆိုတော့ကျွန်တော်ကိုနည်းရဲကနေပစ္စည်းလေးပို့ပေးတဲ့အခါကျကျွန်တော်တိုက်စီသမားနဲ့ကျွန်တော်သွားယူသွားပြန်ပို့ပေးတယ်သွားပြန်ပို့ပြီးနောက်တော့သူတို့လိုချင်တဲ့ပစ္စည်းလေးတွေလေလိုချင်တဲ့ပစ္စည်းလေးအလေးထားပြီးတော့ကျွန်တော်ဝယ်ပေးတယ်ကတ်စကတ်ဘူးဆက်ဘာညာဝယ်ပစ္စည်း rain bearing main bearing corner bearing အစသည်အပြအားလုံးဝယ်ပေးတယ်ဝယ်ပေးတဲ့အခါမှာကျွန်တော်ကဝယ်ပေးကဆိုအခချင်းဝင်ကျွန်တော်မယူဟိုဘက်ကလာတဲ့ဘောက်ချာနဲ့ဟိုဘက်ကကြားတဲ့ဈေးနဲ့ကျွန်တော်ပြောပြီးတော့လုပ်တယ်ကျွန်တော်ဂျားထဲမှာစလစ်လောက်ရရင်ကျွန်တော်ကျင်းနေပြီဒါပဲကျန်တဲ့အပိုင်းကတော့ကျွန်တော်စိတ်ပြီးတော့ဘယ်လိုပြောမလဲစိတ်မလို့ဟတ်လာလို့ရှိရင်ဟတ်ကျွန်တော်မလုပ်ဘူးဟတ်ကျွန်တော်မလုပ်တဲ့အတွက်ကြောင့်ကျွန်တော်တကယ်ချင်းနေရှိတယ်နောက်တစ်ခါဘယ်လိုပြောမလဲကျွန်တော်တကယ်ချင်းနေရှိတယ်နောက်ကျွန်တော်အကိုတွေရှိတယ်ကျွန်တော်အပ်ပေးတယ်နော်အဲ့လိုရှိတဲ့အခါကျတော့ကျွန်တော်တို့ကအင်ဂျင်ဘလောက်လုပ်တယ်ကလိုင်းလုပ်တယ်ဒီဘိုင်းမှာကျွန်တော် special တေချာလုပ်တယ်တော့ကုန်ကြောင်းကောင်းသုံးတယ်ပြီးတော့ဂရိမပြတ်ချင်တဲ့အတွက်ဒီနေ့ဒီရက်ရမယ်ဆိုလို့ရှိရင်ဒီနေ့ဒီရက်ရအောင်ကျွန်တော်လုပ်ပေးတယ်အဲ့တော့ဆိုလိုချင်တာဘာလဲပြောချင်တာဘာလဲဆိုတော့ဒါကတော့ကျွန်တော်ပထမကြော်ညာနောက်ဒုတိယအကြောင်းအရာကျွန်တော်ဘာပြောမလဲဆိုတော့ကျွန်တော်ပြောနေတဲ့အတိုင်းပဲအဲ့လိုပစ္စည်းလေးလုပ်ပေးတဲ့အခါမှာနည်းနည်းရက်ကကျွန်တော်တကယ်ချင်းနေကျွန်တော်မိတ်ဆွေတွေကျွန်တော်ဆရာသမားတွေကျွန်တော်ထမင်းရှင်တွေပစ္စည်းလေးပြီးပါပြီဘောက်ချာလေးတော့ကြပါဆိုတော့ကျွန်တော်ငွေလွှဲလေးတွေတိတ်မကြပါနဲ့ဗျဘာလို့ဆိုတော့တိတ်ကြကားပေါ်ရောက်ပြီးမှလွှဲတာဖြစ်စေဟိုကားပေါ်နေရောက်မှလွှဲသည်ဖြစ်စေတချို့ဆိုနေရောက်မှလွှဲတဲ့ဟာတချို့ဟာရှိတယ်ကျွန်တော်မရတာဒီရှိတယ်မရတာကြီးကျွန်တော်ဖုံးဆက်တော့လည်းအစမပြေဘူးဘာမှနေလို့အခုလက်ရှိကမောင်ဖြူပါမောင်ဒီပါဆိုပြောလိုက်တယ်ကျွန်တော်မောင်ဖြူမောင်ဒီမှလည်းကျွန်တော်သွားယူတယ်ပြီးသွားပြန်ပို့ပေးတယ်ဒါတော့ပဲကျွန်တော်သိသူဘာမှနေလဲမသိဘာလို့လဲမသိကြယုံကြည်မှုနဲ့သွားတဲ့အခါကျတော့ကျွန်တော်ဒီပတ်စံစကားကိုထည့်ပြီးတော့မပြောချင်ဘူးဒါပေမဲ့လို့မပြောလို့မရတဲ့အနေအထားတစ်ခုရောက်လာပြီရောက်လာတဲ့အခါကျတော့နေရဆရာတွေကျွန်တော်အလုံးလုံးပဲကျွန်တော်ကဘောက်ချာဒီလောက်ကျွန်တော်စတင်ပစ္စည်းရောက်ချင်းလုံးဝပတ်စံမတောင်းအလုပ်ပြီးပြတ်တော့ပစ္စည်းအားလုံးဝယ်ပြီးမှအကိုကြီးဆရာကြီးညီကိုကြီးဒီလောက်ကြပါတယ်လို့ပြောလို့ရှိရင်ကျွန်တော်အဲ့ကြောက်ရင်ဝေးစပြီးတော့လွှဲဖို့လုပ်တော့โอเคပေးပဲဖြစ်ဝေးပေးပဲဖြစ်ဘာပေးပဲဖြစ်ဗျာအစင်ပြေရဖို့ပဲပေးလိုက်ရင်အစင်ပြေပြီအဲ့တော့ကျွန်တော်နှက်ဖြန်မတို့တပတ်ခါမတို့ဘာတို့ညာတို့ဆိုအဲ့ဒါတွေကတကယ်ရလိုက်လို့ရှိရင်မရလိုက်ရှိတယ်အကယ်ပြီးအားမျိုးဖြစ်လာလို့ရှိရင်ကျွန်တော်အနေနဲ့ပစ္စည်းကိုကားကိတ်ကိုတင်ပေးမှာမဟုတ်ပါဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှရင်းနှီးထားတဲ့အရင်းနှီးတွေရမ်းများပါတယ်ကုန်ကျန်းတွေရင်းရတယ်နောက်ရှုံလာကရှိတယ်မီတာကရှိတယ်မီတာကဆိုလို့ရှိရင်အရင်တော့တစ်လောက်ဘယ်လောက်မှမကြောက်အခုဆိုလို့ရှိရင်တယူနစ်ကို900နဲ့ဆိုအများကြီးကြားတဲ့အခါကျတော့တချို့ဟိုကျွန်တော်ကုန်ကျန်းဈေးတွေကျွန်တော်ထပ်ပြီးတက်ပြီးတိတ်ယူမထားဘူးယူမထားတဲ့ကျွန်တော်မှအခက်အခဲတွေရှိတဲ့အခါကျတော့တိုင်းမှာရှိရဲ့ညီကိုမိတ်ဆွေတွေတကယ်ချင်းပေါင်းစီဆရာသမားကြီးကျွန်တော်ကိုငွေလွှဲကန်နေကြလို့ရှိရင်ဝိလေချောင်းပဲမလုပ်ပါနဲ့ဗျာကျွန်တော်လွှဲတဲ့ငွေလေးကိုမြန်ထက်တက်လေးလွှဲပေးပါဒါမှကျွန်တော်ကားသမားကိုခေါ်မယ်တင်ပေးပါပေးညာပေးဖို့အတွက်ကိုအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဆင်ဒီဇိုင်းနဲ့အားပေးကြတယ်ညီကိုမိတ်ဆွေတွေဆရာသမားတွေအနေနဲ့ရက်ကဘယ်လိုပြောမလဲပညာရှင်တွေအားလုံးလေးစားပါတယ်ဗျာအဲ့တော့ကျွန်တော်ဆရာလွန်ခဲ့တဲ့အနှစ်30ကျော်ရေးထားတဲ့စာလေးလည်းရှိပါတယ်ဒါလွန်ခဲ့တဲ့အနှစ်30ကျော်ရေးထားညမစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်စေရန်တဲ့ငွေပေးချေမှုနောက်မကြပါစေနဲ့ဒါဆရာကိုယ်တိုင်ရေးဝါလက်ရေးပါကြနှစ်ပေါင်း30ကျော်သွားပါပြီเนาะအဲ့လိုရှိအဲ့တော့ကျွန်တော်တို့မှာဝေးကြီးအခက်အခဲရှိတဲ့အတွက်ကြောင့်ကျွန်တော်ငွေလွှဲလေးတောင်းတဲ့အခါမှာကျွန်တော်လင်းမြန်လေးလွှဲပေးပါကျွန်တော်ပစ္စည်းကိုလည်းတန်သားကောင်းနဲ့ဒီတက်ရအကောင်းဆုံးဖြစ်အောင်ကျွန်တော်ဘက်ကတာဝန်ကျေးစွာတာဝန်ခံမှုတာဝန်ယူမှုအပြည့်နဲ့ကျွန်တော်လှုပ်ပေးမယ်ကျွန်တော်လိုချင်တာကျွန်တော်ငွေလွှဲလေးကိုကျွန်တော်ဘယ်လိုပြောမလဲလင်းမြန်လေးကျွန်တော်ငွေလွှဲလို့ရပါပြီဆိုတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်လွှဲပေးပါဗျာအဲ့လိုမလွှဲတဲ့ခါကျအကုန်ထောက်ကုန်တော့ရှေ့လို့နောက်လို့ပုံချက်ကုန်တော့ဗျာဒါပါပဲမင်္ဂလာညချမ်းပါ